ယူတော့မယ်နေရာချင်းရတာ150လောက်ရှိတယ်။အော်ဒီလမ်းကပျော်နေတာကိုငါကသူလျှောက်သွားလို့ရပြီဆိုပြီးတော့ငါကတော့သူ့ရံမဖြစ်စေခြင်းစေတနာနဲ့သူကတော့ပျော်သွားတယ်။ကိုကြောင့်ရံဖြစ်နေအားနာလို့တကယ်လို့စတော်ဘယ်ရီရံဖြစ်ခဲ့ရင်လေစတော်ဘယ်ရီကိုပြစ်မှာပါ။ကိုကမိုးရဲ့စိတ်မဆိုးပါနဲ့ကိုကိုယူအေးစိနားစီခြင်းလို့ကိုကြီးအဲ့လိုစိတ်ဆိုးနေညီမလေးကဘယ်လိုစိတ်ကောင်းမှာဟယ်လိုမင်္ဂလာပါရှင်ဒီအဲ့လိုလေးမှာဒီတိုင်းညရင်ဒီညပိုကြည့်ကောင်းတာလို့ဟုတ်လားညီမရဲ့ဟယ်လိုမင်္ဂလာပါရှင်နဲအကျင့်တစ်ခုရှိရတိလားဘာအကျင့်လဲဆိုတော့လေမှတ်ဉာဏ်မကောင်းတဲ့အကျင့်ကို့လိုက်တဲ့ဟိုဒီနေ့ဒီလူလာရင်မှနောက်ရက်ကျရင်အကိုကိုမှတ်မိလားလို့မေးမှတ်မိတတ်တဲ့အကျင့်တစ်ခုရှိအဲ့မှတ်မိတတ်တဲ့ဟာကိုလည်းဘယ်လိုဖြောက်ရမှန်းတော့မသိတော့စိတ်ထားတစ်ခုကဘာလဲမသိဟယ်လိုမင်္ဂလာ follower လက်ခံပေးပြီလေဟုတ်ပြီပြီးရင်လက်ခံနိုင်ပြီပြီးရင်လက်ခံနိုင်ပြီနော်ဘေးချတဲ့သူတွေနဲ့ပဲစကားပြောချင်တယ်ကွာဘေးမချတဲ့သူတွေစကားပြောချင်တိတ်ပြီးอ่ะစိတ်ထဲမှာအိုးမြေလမ်းကညတော့ဥနေတာမသိဘူး first time မှာဥနေတော့ကိုအောင်ဟယ်လိုမင်္ဂလာပါကိုအောင်ကိုရောင်မင်္ဂလာပါရှင်ဘိုင်းမနေလို့ပါပြီးမှစာပို့မယ်နော်ဘိုင်းပွင့်နေတဲ့အချိန်ကိုစာမပြန်ချင်ဘူး